ကြောင်း何々か何々ないかのうちにそれはお手間があるというテビが英語したらすぐに英語လုပ်ပြီးရနဲ့တပြိုင်တည်းမှာ B ကဖြစ်တယ်ဆိုတဲ့အားနဲ့အရှိဘက်ကတင်ခဲ့တာနဲ့အတူတူပဲပေါ့နော်အရှိဘက်ကတင်ခဲ့တဲ့ဟာတာတူတန်နီးရဲ့ခေါ်တော့မှုသူခေါ်မှုတရတော့နှစ်ခုနဲ့အဓိပ္ပာယ်ကသူခတ်စီစဉ်ပဲဖြစ်ပါတယ်တခုခုအေကိုလောက်တာနဲ့ B ကဖြစ်တယ်ဆိုတဲ့ဟာပါနော်သူတို့တွေရဲ့ကွာခြားချက်လို့ပြောရမလားသူတို့တွေရဲ့ဒီနော်ကွာခြားချက်အနေနဲ့ကတော့ဒီက何々ないかのうちにရဲ့ဟာကြတော့ခက်ခုのことにしか使えないအတိတ်မှာဖြစ်ခဲ့တဲ့အကြောင်းအရာပဲသုံးလို့ရတယ်အနာဂတ်တို့အခုလက်ရှိ present မှာသုံးလို့မရပဲအတိတ်မှာဖြစ်ခဲ့တဲ့အကြောင်းအရာတည်တဲ့သူ့ရဲ့ထူးခြားချက်ပေါ့နော်အပေါ်ကနှစ်ခုနဲ့မတူတဲ့ဟာကြတော့သူကကြတော့အတိတ်မှာဖြစ်တဲ့အကြောင်းအရာပဲသုံးလို့ရပါတယ်သူ့ရဲ့ခါတာချီအနေနဲ့ကတော့ជីရှော့ခေသုံးလို့ရတယ်ជីရှော့ခေသုံးလို့ရတယ်တာခေသုံးလို့ရတယ်ကာရဲ့ရှေ့မှာជីရှော့ခေတာခေလိုက်ပြီးတော့မှနောက်မှာလာတဲ့ဒိုရှိ verb ကြတော့9ခေနဲ့ပဲသုံးရမယ်ပေါ့နော်ပြီးရှေ့မှာလာတဲ့ဒိုရှိနဲ့နောက်မှာလာတဲ့ဒိုရှိနဲ့ကအတူတူပဲဒီနှစ်ခုပေါ့နော်နာနီရဲ့နာလာမဲ့ဒီကြားတဲ့ဒိုရှိကအတူတူပဲဖြစ်ရမှာဖြစ်ပါတယ်အဲဒါဆိုနံပါတ်1ကိုကြည့်ကြမယ်နော်と一郎はベッドに横になるかならないかのうちにぐっつり眠ってしまった一郎はကလေးမမ横になるဆိုတာလေးလောင်းလိုက်တာနော်လေးလောင်းလိုက်တာနဲ့တခါတည်းပဲぐっつりနည်းချက်ကိုမှအိပ်ပျော်သွားပါတယ်အဲဆိုရင်အိပ်ပျော်သွားခဲ့ပါတူလားရှမတ်တာအတိတ်မှာဖြစ်ခဲ့တဲ့အကြောင်းအရာအဓိကသူ့ရဲ့ထူးခြားချက်ပေါ့နော်ကျန်တဲ့ဟာတွေနဲ့မတူတဲ့ထူးခြားချက်ဖြစ်တဲ့အတိတ်မှာဖြစ်ခဲ့တဲ့အကြောင်းအရာမှာတုံးတယ်ဒီမှာကဂျီရှော့ကီတုံးထားတယ်ပေါ့နော်ဒီမှာကိုနီနာလူရှိမှကားရဲ့ရှိမှနာလူနောက်မှလည်းနာလာနိုင်ဒီရှိရလာရဲ့ buff နဲ့နောက်ကလာရဲ့ buff နဲ့အတူတူပဲဖြစ်ရမှာဖြစ်ပါတယ်နောက်တစ်ခုကျတော့私は夜が明けたか明けないかのうちに家を出て空港へ向かったကျွန်တော်က夜が明けるဆိုမှနဲ့မိုးလင်းခါစားပေါ့နော်မိုးလင်းခါစားအချိန်မှာပဲချက်ချင်းပဲအိမ်ကနေထွက်ပြီးတော့မှလေစိတ်ကိုတွားခဲ့ပါတယ်ဒီမှာသုံးလာတဲ့ကြည့်မယ်ဆိုရင်ဒီမှာအရင်လေးကိုတွားခဲ့တဲ့အတင်မှာဖြစ်တဲ့အကြောင်းအရာပဲသုံးတယ်နောက်တစ်ခုကြည့်ပါမယ်အနုဆော့ကာဘာယူမာရဲကိုတာအခုရန်ရောင်းကောင်းနေတယ်မြေကြီးနေရဲ့ဆော့ကာပေါ့နော်ဟိုပါစာရေးဆရာပေါ့နော်話題作品を発表したかしないかのうちにもうすぐの作品を取り掛かっているそうだ作家はအခုနာမည်ကြီးနေတဲ့စာအုပ်ကို発表したかしないかのうちဆိုတာ発表လုပ်ပြီးရတယ်တပြိုင်နက်ပဲနောက်作品အတွက်ကိုတော့သူကလှုပ်ဆောင်နေပြီပေါ့နော်取り掛かっているそうだလှုပ်ဆောင်နေတဲ့ပုံပဲတဲ့အဲဆိုတော့ကျတော့ A ကိုလုပ်လိုက်တာနဲ့したらすぐに B A ကိုလုပ်ပြီးရနဲ့ချက်ချင်းပဲ B ကိုလုပ်မယ်တခြားအပေါ်ဟာတွေပေါ့နော်ခဏအရင်တစ်ဘက်ကတင်ခဲ့တဲ့2ခု3ခုဒီ3ခုတွေကွာချက်တွေကတော့အမျိုးမျိုးရှိကြပါမယ်ဒီအခုဒီနေ့တင်တဲ့ဟာကြတော့သူရဲ့ကွာချက်ကိုအတိတ်ကမှသိချင်တာတော့အတိတ်မှာမသုံးဘူးဆိုတဲ့ဟာကိုအတိတ်ကလွယ်ပြီးတခြားနေရာမှာမသုံးဘူးအခုအနာဂတ်နဲ့ပြည့်စုံကမှာမသုံးဘူးဆိုတာကသူရဲ့ထူးခြားချက်ဖြစ်ပါတယ်အဲ့3ခုကိုဘယ်လိုခွဲမလဲဆိုတော့ပြောရတော့ခက်တယ်ပေါ့နော်အဲ့ကြတော့ဟိုလို exercise များများဖြေလိုက်ရင်သိမယ်လို့ထင်ပါတယ်